မ်းပျော်နေတဲ့အချိန်ပျော်နေတဲ့စိတ်အပြင်ဆုံးရောက်နေတဲ့အချိန်မနေတဲ့စိတ်အပြင်ဆုံးရောက်နေတဲ့အချိန်အဲ့လုံးစော်မှုရဲ့အဲ့စိတ်အခြေအနေနဲ့ခုကတခါတည်း link ဖြစ်သွားပြီးတော့တွဲဖြစ်သွားပြီးတော့ anchor ဖြစ်သွားတယ်ကိုယ့်ရဲ့ client တောင်းဝင်ကိုယ့်ရဲ့အထဲမှာရှိတဲ့ကိုယ့်ရဲ့စိတ်အခြေအနေ in charge ဟင်းချုပ်နိုင်ခြင်းနဲ့ဆိုရင် anchor ရပြီးပြီလေ